အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါထပ်ပြီးတော့မိတ်ဆက်ပေးချင်တဲ့စာအုပ်ကလေးကတော့ tricks handsack ဆိုတဲ့စာအုပ်ကလေးဖြစ်ပါတယ်နော်သူရဲ့စာအုပ်ရဲ့ရောင်စီလေးက13000ကျပ်ပဲဖြစ်ပါတယ်အသက်အရွယ်အပြင်ဆိုရင်တော့ 12+ အရွယ်ကလေးတွေအတွက်ဆိုလို့ရှိရင်ပေါ့နော်တင့်တော်တဲ့စာအုပ်ကလေးပေါ့ young adult တွေအတွက်ပေါ့နော်ပိုတင့်တော်တဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးကသူကလေ light hearted fantasy နဲ့ humor ပေါ့နော်အဲ့ဒါကိုပေါင်းစပ်ထားတဲ့ young adult novel တအုပ်လေးဖြစ်ပါတယ်အဲ့တော့ magical life ကိုစိတ်ဝင်စားဖွယ်ကောင်းကောင်းနဲ့ဖော်ပြပေးထားပြီးတော့စွမ်းအားပေါ့စိတ်စွမ်းအားပေါ့နော်စိတ်စွမ်းအားနှစ်ဆရလာတဲ့အခါမှာတဲ့ဖြစ်လာတဲ့ပြဿနာတွေကလည်းနှစ်ဆတိုးလာတဲ့အခြေအနေတွေကိုပေါ့အဲ့တော့စာဖတ်သူတွေကိုသူက bold fun နဲ့ suspense ပေးနိုင်ပါတယ်ဇလန် flow ကမြင်ပြီးတဲ့အခါကျတော့friendship to family responsibility စတဲ့ things တွေပါထည့်သွင်းပေးထားတဲ့အတွက်ကြောင့်ပေါ့ပါနဲ့စာဖတ်တဲ့သူတွေအတွက်ကိုလည်းဖတ်လို့ကောင်းစေတဲ့စာအုပ်ကောင်းလေးလေးဖြစ်ပါတယ်ရှင်အဲ့တော့ fantasy ကိုကြိုက်တဲ့စာအုပ်ကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်းဒီစာအုပ်ကလေးကတင့်တော်တဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်ရှင်စာအုပ်ရဲ့ရောင်းစည်းလေးကလည်း13000ကျပ်ပါ original book ကိုမှ13000ကျပ်နဲ့ရမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီဗီဒီယိုလေးကိုတွေ့ပြီဆိုလို့ရှိရင်အမြန်လေးသာမှန်လိုက်ပါလို့ပြောချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့စာအုပ်ရဲ့စာအုပ်ကပေါ့နော်ဟို limited item တွေဖြစ်တဲ့အတွက်ကြောင့်ကုန်သွားမှာစိတ်ပူလို့ပါเนาะအဲ့တော့ချက်ချင်းလေးမှတ်ဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်